လောက်ထားမယ်တူတူနော်ဒူးစီကနေတူတူဖြစ်သွားနော်အဲ့ဒါနည်းနည်းလေးပေါ့သွားတယ်ပြန်နေပြန်သွင်းတာပဲဒီဘက်မှာလည်းကြည့်အောင်ရေလိုက်လေအဲ့လိုမျိုးတန်းလိုက်လေအဲ့လိုမျိုးကာဟုတ်တယ်ဒါပေမဲ့နည်းနည်းများသွားပြီ3အောင်ပြီဆိုတော့ဒီညာဘက်မှာလွတ်နေရဟုတ်တယ်ကိုသမတန်းထိုးမယ်အဲ့မရဲရှိမယ်ဟိုဘက်ရှိမယ်ဟုတ်တယ်ဟိုဘက်အလူကြီးဗျာရဲအကျွကြီးအဲ့လိုမျိုးပိတ်နေပြီဆိုရင်ဒီဘက်မှာလွတ်ရင်လည်းပြန်ထိုးလို့ရရနော်အဲ့ဒါတွေက哎，来嘛，你要。好的，好的。တိုင်းလေးပဲဘာမှမဖြစ်တယောက်ပဲအဲ့နောက်ပြန်မထွက်သေးနဲ့ရဲပြေးပြီအလဲမတယောက်တောင်းမယ်ဒီမှာအလဲမတယောက်လွတ်တယ်နော်ကဲသူတို့ကအကုန်ပိတ်ထားတယ်နည်းနည်းတော့ထောင်ပြန်ခေါ်ရင်ခေါ်အရင်ကြက်လွန်သွားပြီရဲပြန်လိုက်ရအဲ့လိုကြာလွတ်သွားရင်ကိုကပေးလို့ရတယ်လေကျွတ်ကန်ရမှာလွတ်သွားရင်ဟိုဘက်ကပေးလိုက်ရင်ဘာလို့နောက်မှ3အောင်ကြီးကျန်ခဲ့ဆိုလိုက်အဲ့လိုကြာကဲအကျိုးကြီးတွေရလားကြီးဒါလေအဲ့တိုင်းလေးပဲပိတ်ထားကောင်းတယ်မိုးကြီးကျူကြီးတော့ခုနလုံးနေရဒီဘက်ရဲလူကြီးလေရဲဘာလို့မအောင်အပိုင်ဆိုပြီးဒီမှာတရားရိုက်နေရအောင်ရဲတရားလို့ဟိုပါအားမကြတရားလို့ဟိုပါဖြင့်အိုးကောင်းတယ်တော်သေးရဲ့ဘာထိသွားလို့အဲ့မလေးအလဲကိုလူပဲလေ
အကျွတ်တွေကတယောက်တစ်လုံးစီရအောင်နော်တိုက်စစ်2ယောက်အဲ့ဒီမှာတယောက်မှအဲ့ဖိုးတင်ကိုဖိုးတင်အလူကြီးနော်